Okay ဒီနေ့ကတော့မေလ25ရက်နေ့ semester 4ရဲ့ week 6 advanced operating system and visualization course မှာဆိုလို့ရှိရင် NDN အကြောင်းနဲ့ဒီ DISP use အကြောင်းပြောပြရအောင်နော် DISP ဘယ်လိုဘာမှသုံးလဲဆိုတဲ့အကြောင်းပြောပြရတယ်ဒီက specification and jump operation ပေါ့နော် IGAN Indian မှာဆိုလို့ရှိရင်လည်း little and bit IGAN ဆိုတဲ့ NGAN ဆိုတဲ့ NGAN ဆိုတဲ့ဟာကိုပြောတယ်ပြောရရင်တော့ဒီဟာကရှေ့ပတ်တွေကဒီ December ရဲ့နောက်ဆက်တွဲDecember ရဲ့နောက်ဆက်တွဲ course တွေပါပဲဒါပေမဲ့ရှေ့က December ကိုမှတခြားပုံစံတစ်မျိုးတွေ minus ပါတဲ့ဟာတွေစတာတွေကိုရှင်းတဲ့ဟာမျိုးတွေလုပ်ဖို့အတွက်ပေးလိုက်တဲ့အင်္ဂါလေးရှိတယ်အင်္ဂါလေးဆိုတဲ့စမ်းကြည့်တိုင်းလိုက်တာလေးရှိရပါတော့ဆိုတော့အတိုင်းရိုက်ဒရမ်တက်ဖြစ်တယ်ကျန်တာက data science and human behavior analysis မှာဆိုလို့ရှိရင် assignment ပေးခဲ့တဲ့အတွက်ကြောင့် assignment လုပ်ဖို့အတွက်ကျောင်းလာပြီးလုပ်လို့ရတယ်အိမ်မှာပဲလုပ်လို့ရတယ်ဆိုတော့အိမ်မှာပဲလုပ်ကြရပါတော့အားလုံးကအဲ့တော့ပြီးတော့ဒီ good and bad design for data visualization ပေါ့ဆိုတော့ဒီ data visualization မှာသုံးတဲ့တခြားကောင်းတဲ့ပုံစံပဲမကောင်းတဲ့ပုံတွေရဲ့ example ကိုပြပြီးတော့document တစ်ခုရေးခိုင်းတယ်ပေါ့ပြီးတော့အဲ့ဒါရဲ့ explanation နဲ့ပါမယ်ပေါ့ဆိုတော့အဲ့ဒါအဲ့ဒီနေ့မှာရေးပြီးတော့2 နာရီလောက်အချိန်ပေးပြီးရေးလိုက်တာပြီးသွားတယ်ပြီးတော့ research အတန်းကတော့ဒီတစ်ပတ်မှာ skip ထားရပါဘူးလေဆိုတော့ research ကိုအသစ်မလုပ်တော့ဘူးစဉ်းစားထားတယ်ထပ်ပြီးတော့ဒီရှိပြီးသားဟာကိုပဲတိကျရေးဖို့အတွက်ပြင်ဆင်ပြီးတော့conference တက်ဖို့အတွက်ပဲဆက်ပြီးတော့ပြင်ဆင်တော့မယ်ပြီးတော့ schedule ကလည်းတိတ်မကြခင်မှာကြာလာတော့မှာဆိုတော့ဒီတိကျရေးမဲ့ format ထဲကိုတိကျစာရေးပြီးတော့အကြောင်းအတွက် paper ထားခဲ့ဖို့ပဲကျန်တော့တယ် okay ဒီရက်ကတော့လောက်ပါပဲကျေးဇူးများတင်ပါတယ်